တော့ကျမတရားသူကြီးကျုပ်ပြည်ထောင်စုရှင်းနေကျုပ်ဥပဒေအရဝင်ကြီးဒီလူတွေကိုကျမဒီနေရာမှာသိစေချင်တာအေးတင်ကိုဟာတရားရုံးမှာတရားသူကြီးနဲ့မျက်နှာချင်းဆိုင်ထိုင်ပြီးတော့ဘယ်ဘက်မှာသူ့ရဲ့ဘယ်ဘက်မှာဥပဒေအရာရှိ2ယောက်ညာဘက်မှာကျမရဲ့ရှင်းနေတွေအားလုံးကိုရုံးတော်မှာ10နာရီအမှုစတင်ကြားနာမယ်ဆိုပြီးတော့ခေါ်ထားတယ်အေးတင်ကိုက10နာရီတရားရုံးမှာအားလုံးလူစုံနေပြီဟဲ့လားရဲတွေလည်းရှောင်းနေပြီနှစ်ဖက်ရှင်းနေတွေလည်းရောက်နေပြီတရားသူကြီးလည်းရောက်နေပြီကျမလည်းရောက်နေပြီအားလုံးရောက်နေတဲ့အချိန်မှာ10နာရီရုံးချင်းခေါ်ရတာကို17နာရီ40မှ9ရက်2လ2026 17နာရီ40မှ1နာရီနဲ့မိနစ်40နောက်ကျပြီးတော့တရားရုံးနဲ့ရှင်းနေတွေစကားနဲ့ပြောရင်တော့ကျမတို့ရှင်းနေတွေကိုနေလှမ်းတယ်ပေါ့စောင့်စမ်းငါတရလိုလေငါလာခြင်းတဲ့ချိန်မှလာမှာပေါ့နင်တို့တရခံဘက်ကရှင်းနေတွေစောင့်စမ်းဆိုတဲ့ပုံစံမျိုးနဲ့ကျမရှင်းနေတွေကိုနေလှမ်းသွားတယ်ရှင်အဲ့တော့တရလိုမလာတဲ့အတွက်ကြောင့်တရားသူကြီးကလည်းဘာမှဒီအမှုကိုလှုပ်လို့မရတော့ငုတ်တော့ထိုင်ဆောင်ပါတယ်တနာရီနဲ့မိနစ်40တိတိနောက်ကျပြီးမှအေးတင်ကိုဟာရောက်လာတယ်ရောက်လာပြီးတော့ရောက်လာတာကိုလည်းတောင်းပန်ခြင်းလည်းမရှိဘူးတရားသူကြီးကိုလည်းဆရာကြီးကျမနောက်ကျသွားလို့ကျမပြပြမယ်နောက်ကျတယ်ဆိုတာကသေရှင်ရေးမိသားစုဟလာသေရှင်ရေးဖြစ်တာမျိုးဒါမှမဟုတ်ရင်လမ်းမှာလာနေတဲ့ကားတိုက်တာမျိုး accident ဖြစ်တာမျိုးမလို့နောက်ကျတာဆိုရင်ကျမလက်ခံတယ်အစ်စေလဲလာတာညနာတစ်ပြေလုံးတခါတည်းဟိုတောင်ပြုံးမိတ်ကလိမ့်ပြီးတော့ရွှေတွေဆိုလဲညွတ်ကိုထနေရပဲဝစ်လာတာသိရမလား तू ချမ်းသာပါတယ်ပေါ့အသေးမကြီး LV8 ကြီးကိုကင်ပြီးတော့ဝင်လာပြီးတော့စဖြဲနဲ့ညနာဆရာရဲ့ကျမရောက်ပါပြီတဲ့အမှုစစစ်လို့ရပါပြီရှေ့နဲ့လူမှုရေးလုံးဝတစားမှမရှိဘူးရှေ့တွေကိုလည်းမတောင်းပန်ဘူးတရားသူကြီးကိုလည်းကျမနောက်ကျတာခွင့်လို့ပါဆရာကြီးကျမတော့ဒီလိုအကြောင်းလုံးလေးကြောင့်ကျမနောက်ကျပါတယ်ဆိုလူလိုသူလိုလူမှုရေးရှိလည်းတရားသူကြီးကိုမတောင်းပန်သွားဘူးညို့တဲ့တရားသူကြီးကလည်းအဲ့ဒါကိုရတယ်ဘာမှမပြောတော့ဘူးကဲစစ်မယ်ဆိုစစ်ချလိုက်တယ်ဟုတ်ပြီအဲ့လိုစစ်ချလိုက်တဲ့အချိန်မှာအေးတင်ကိုကကျမရှိနေတရားလွတ်တော်ရှိနေမေးတဲ့အချိန်မှာတရားလွတ်တော်ကမတက်ရပြီးမေးတာပေါ့ဒါကတော့တရားခွင်မှာဆိုတော့အေးတင်ကိုဟာညွန့်နယ်တရားသူကြီးဟလာဒီတရားခွင်မှာဩဇာအာဏာအရှိဆုံးအာဏာပိုင်တယောက်ဖြစ်တဲ့တရားသူကြီးရဲ့ရှေ့မှာပေါင်ချိတ်ပြီးတော့ဒူးနှက်ပြီးတော့လေဒီရှူကိုဒူးနှက်ပြီးတော့ဖြေသွားတယ်တရားခွင်မှာအဲ့လိုထိုင်ခွင့်ရှိသလားကျမသိချင်တာမြန်မာနိုင်ငံတရားရုံးတွေမှာတရားသူရှိချိန်မှာတရားလိုတရားခံအမှုစစ်တဲ့အခါမှာတပ်ပေတွေကတရားသူကြီးကိုရုံးတော်ကိုမထီမဲ့မြင်အပြုအမူလောက်ရက်အပြောဆိုတွေဒီလိုမျိုးဒူးနှက်ပြီးတော့အေးတင်ကိုကဒီလိုနှက်နေရနော်လေဒီရှူအမဲစီထားပြီးတော့ပေါင်ချိတ်ပြီးတော့ဒူးနှက်ပြီးတော့တရားသူကြီးကိုဒီလိုပြောပါတာအနောက်ကကြည့်နေတဲ့လူတွေရဲတွေပြည်ဦးတွေစခန်းကကျမကို escort လုံခြုံရေးပေးထားတဲ့ရဲတွေဥပဒေရာရှိတွေတရားသူကြီးကိုယ်တိုင်လည်းသိတယ်မြင်တယ်တရားသူကြီးကိုယ်တိုင်မြင်တယ်သိတယ်အေးတင်ကိုရဲ့မျက်နှာပေးအေးတင်ကိုရဲ့အပြောအဆိုအပြုတ်မှုတွေဟာ contempt of court မထီမဲ့မြင်တရားရုံးတော်ကိုမထီမဲ့မြင်ပြုတ်တဲ့ပုံမှန်နဲ့ညှိနေတယ်ဆိုတာကိုအားလုံးသိတယ်နော်အဲ့တော့ကျမပြောချင်တာကအေးတင်ကိုဟာတရားသူကြီးရောရုံးတော်ရောတစ်ဖက်ရှင်းနေတယ်ရောကိုပေါင်ချိတ်ပြီးတော့ဒူးနှက်ပြီးလေဒီရှူနဲ့ဒီလိုလှုပ်သွားတဲ့အပြင်ကျမရှင်းနေကမြန်မာစကားမြန်မာလိုပြပြတမေးတဲ့မေးခွန်းတိုင်းကိုလည်းကျမလုပ်ပြမယ်ဒီလိုထိုင်ပြီးတော့ तू နားမလဲဘူးပေါ့ရှင် तू မနားမလဲပါဘူးပေါ့ तू ဒါတွေကို तू မရှင်းဘူးပေါ့မေးခွန်းပြန်ပြောပါဦးကျမရှင်းနေတယ်ကိုအဲ့လိုလုပ်ပါတယ်ရှင်တရားသူကြီးရှေ့မှာဟမ်သူကသူအကယ်ဒမီမင်းသမီးရှူတင်ရိုက်နေရများထင်နေလားမသိဘူးတရားရုံးတော်မှာပေါင်ချိတ်ပြီးတော့ဒူးနှံပြီးတော့မျက်နှာပေးကပြန်ပြောအဲ့လိုလောက်တာအေးတင်ကို
ဒီနေရာမှာမေးချင်တာမြန်မာနိုင်ငံတရားရုံးတွေကဒီလိုမျိုးလောက်ပိုင်ဝင်ရှိသလားကျမတို့တကဘာလုံးမှာဒီမိုကရေစီနိုင်ငံမှာရှိတဲ့တရားရုံးတွေခေါ်တင်မှာတော့အဲ့လိုလုပ်လို့မရဘူးရှင်အဝတ်စားဝတ်တာအစသူ့ရဲ့ dress code နဲ့သွားရတယ် okay အဲ့တော့ဒီလိုမျိုးတရားရုံးတော်ကိုမထီမဲ့မြင်လုပ်နေတာကိုဘာဖြစ်လို့သမီးစိုးရဲ့ရှေ့နေတွေကအေးတင်ကိုလောက်တာတရားလိုလောက်တာတရားခံရှေ့နေတွေကဘာဖြစ်လို့တခါတဲ့ right away တရားသူကြီးကိုမလျှောက်တာလေကျမတို့ဒီကိစ္စကိုဥပဒေရေးရအောင်ကျွမ်းကျင်တဲ့လူတွေကကျမကိုပြန်ထောက်နိုင်တယ်အဲ့တော့ကျမဒီနေရာမှာပြောချင်တယ်ကျမရဲ့ရှေ့နေတွေကမသိတာမဟုတ်ဘူးတရားသူကြီးကိုဟန့်ခိုင်းဖို့တားခိုင်းဖို့ပြောရမှာကိုလည်းသိတယ်ဒါပေမဲ့အမှုကိစ္စမြန်စစ်မြန်ပြီးမြန်ဖြတ်အေးတင်ကိုတခါတဲ့neglect ပေါ့ရှင်ဥပိ္ပခါပြုတ်လိုက်တာပေါ့မပြောတော့ဒီမိန်းမဒီလိုတွေပြောနေရဒီလိုတွေလောက်ကြံနေရဒီလိုတွေဗျောင်ငင်းနေတာတွေအားလုံးကျမရှိနေရသိတဲ့အတွက်ကြောင့်သူ့ကိုဒါတော့မသိကြိုးကြိုပြုတ်လိုက်တာတော့လေကျမပြောချင်တာကဒီနေရာမှာတရားသူကြီးဟာတရားခွင်မှာအာဏာအရှိဆုံးအာဏာပိုင်တယောက်ဖြစ်တယ်ဒီနေရာမှာတရားလိုဖြစ်စေတရားခံဖြစ်စေမိသူတဦးတယောက်ကတရားရုံးတော်ကိုမထီမဲ့မြင်လောက်တာအပြုတ်အမူအပြောဆိုအနေထိုင်ဟဟလားနောက်ပြီးတော့ဒီလိုမျိုး10နာရီရုံးချိန်ကို17နာရီ40မှာရောက်လာတာဟာလေတရားစီရင်ရေးကိုနှောက်နေစေပါတယ်ဒါဟာတရားရုံးတော်ကိုမထီမဲ့မြင်လုပ်တဲ့အမှုထဲမှာပါပါတယ်ဒါကိုလေလွန်စွာသဘောကောင်းလွန်းသောညွန့်တဲ့တရားသူကြီးကိုစိုးနိုင်လင်းကတခွန်းတပါတာမှဟန့်ခြင်းတားခြင်းမလုပ်ခဲ့ဘူးတိတ်ကျုပ်ဆိုးတယ်ရှင်တိတ်ကျုပ်ဆိုးတယ်နော်ရုံးတော်နဲ့လည်းရုံးတော်နေနဲ့လည်းထိကြိုက်တယ်လို့တရားသူကြီးမင်းတယောက်နေလည်းဂုံတိတ်ခါကြဆင်းပါတယ်တရားလိုတယောက်ကဘာလို့လဲဆိုတော့သူက66ခါကြီးကိုသူနစ်နာပါတယ်သူနစ်နာခဲ့တဲ့အတွက်ကြောင့်သူကတရားရုံးကိုဥတိုက်ပြီးတော့ဒီအမှုကိုတရားသူကြီးမင်းစီရင်ပေးပါဆိုပြီးတော့သူကိုယ်တိုင်နစ်နာသူနေနဲ့တရားလိုလုပ်ပြီးတော့ဥတိုက်လျှောက်ထားတဲ့အမှုကြားနာစစ်ဆေးမဲ့နေ့မှာတရားလိုနစ်နာသူကဘာကြောင့်တနာရီနဲ့မိနစ်40နောက်ကျပြီးတော့ရောက်လာတာလေ